္ဂလာပါကလေးတို့ရေဒီနေ့တီတီစုပြောပြပေးမယ်ပုံမြင်လေးရတော့မြင်းကောင်းတရောလေးလို့အမည်ရတဲ့တရုတ်ရိုးရာဒနာကြီးပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်ကွယ်။ကဲနားထောင်ကြည့်လိုက်ကြမယ်နော်။ဟိုးရှိတုန်းကပေါ့ကွယ်မွန်ဂိုလီးယားပြည်နယ်လေးမှာစုဟိုးလို့ခေါ်တဲ့သူ့เจ้าသားလူငယ်လေးတယောက်ရှိတဲ့။သူ့မှာမိဘနှစ်ပါးတော့မရှိစားတော့ဘူးပေါ့ကွယ်။အဖွားဖြစ်သူကပဲကျွေးမေးဆောင်ရှောက်ခဲ့ရတာပေါ့။သူတို့မှာပိုင်ဆိုင်တဲ့အရာကတော့တိုးအုပ်တစ်ခုပဲရှိပါတယ်။သူတို့ဒေသမှာတော့စုဟိုလေးဟာအဖွားဖြစ်သူနဲ့နှစ်ယောက်အတူတူနေထိုင်ကြပြီးတော့သူတို့ပိုင်တဲ့တိုးတအုပ်အပြင်တခြားသူတွေရဲ့တိုးတွေကိုပါထိန်းချောင်းပေးရတဲ့ဒါမှလည်းသူတို့မြေးဖွားနှစ်ယောက်ဟာဝဝလင်းလင်းစားတော့နိုင်ပါလေစုဟိုအသက်19နှစ်ပြည့်တဲ့အခါမှာတော့အားကောင်းမောင်းတန်ယောက်ျားပြိုတယောက်အသွင်အပြင်ပေါ်ပေါက်လာတဲ့သူဟာတက်ချင်းဆိုတာလေတိတ်ဝါသနာပါတယ်ဆိုပဲသူတိုးเจ้าနေရင်တချင်းနေပါလေဆိုတဲ့အခါများဆိုတိတ်နားထောင်ကောင်းလို့ကောင်းလိုက်တာလို့အိမ်နီးနားချင်းတွေကတောင်ချီးမွမ်းကြတဲ့သူဟာစိတ်နှလုံးဖြူစင်းပြီးသဘောထားပြေဝတဲ့လူငယ်တစ်ယောက်ဖြစ်လို့အိမ်နီးချင်းတွေတငယ်ချင်းတွေကသူ့ကိုချစ်ခင်ကြတဲ့တနည်းညနေခင်းမှာတော့စုဟိုဟာတိုးတွေကိုမောင်းသွင်းပြီးအိမ်ပြန်လာစင်မှာမြင်းဖြူပေါက်စာလေးတစ်ကောင်လဲနေတာကိုတွေ့လိုက်ရတဲ့သူ့ကိုဝင်းပလေးတွေမြင်ရင်ကြိုက်စားပြစ်မှာပဲဆိုပြီးမြင်းပေါက်ကလေးအတွက်စိုးရင်သွားတဲ့သူဟာမြင်းပေါက်စာလေးကိုပွေ့ချီပြီးသူ့ရဲ့တဲလေးရှိရာကိုခေါ်လာတဲ့အိမ်နီးနားချင်းတွေကလည်းစူကိုပွေ့လာတာဘာကောင်လေးပါလဲလို့ဝိုင်းဆက်ဆူကြတယ်သူ့အဖွားကလည်းသူ့ကိုမီးမြန်းတာပေါ့စူဟိုကတိုးထဲမှာသူ့တကောင်နဲ့လဲနေတာတွေ့လို့ခေါ်လာခဲ့တာအဖွားရဲ့သူ့အမေကိုလည်းမတွေ့ရဘူးဝင်းပလေးတွေတွေ့ရင်ကြိုက်စားပြစ်မှာအဲ့ဒါကြောင့်သူ့ကိုကျွန်တော်ခေါ်လာတာလို့ပြန်ဖြေလိုက်တဲ့မြင်းဖြူလေးကအထီးလေးဖြစ်ပါတယ်ဒီလိုနေလာရင်ကမြင်းဖြူလေးဟာစူဟိုရဲ့ထိန်းသိမ်းဆောင်မှုအောင်မှာကြီးပြင်းလာတယ်မြင်းဖြူလေးဟာမြင်းချုံမြင်းတန်ကြီးဖြစ်လာတာပေါ့စူဟိုဟာတိုးချန်ထဲမှာမြင်းဆောင်တစ်ခုလုပ်ပြီးမြင်းဖြူလေးကိုထားတဲ့တညမှာတော့စူဟိုဟာမြင်းဖြူလေးရဲ့ကြေးလောင်စွာဟီတန်ကိုကြားလိုက်ရတဲ့စူဟာသူမြင့်ဘာဖြစ်လို့လဲဆိုပြီးထွက်ကြည့်လိုက်တယ်တိုးချန်ထဲမှာဝင်းပလေးတကောင်ဝင်းနေတာ哦ဝင်းပလေးဟာတိုးတွေကိုဆွဲဖို့ဖြစ်မှာပေါ့လीမြင်းမြူလေးဟာတိုးတွေကိုဝင်းပလေးတွေမဆွဲနိုင်အောင်အစွမ်းကုန်ခုံပေါက်ကြောက်ကန်ရင်ကနေကာကွယ်နေရှာတဲ့စူဟိုကဒုတ်တချောင်းနဲ့ဝင်းရိုက်တော့မှပဲဝင်းပလေးတာတိုးတွေကိုထွက်ပြေးသွားတော့တယ်မြင်းဖြူလေးရဲ့တကူလုံးမှာတော့ချွေးတွေဆွဲဆူနေတာပေါ့သူကမောပတ်နေတဲ့မြင်းဖြူလေးကိုပုတ်သက်ချွတ်မြူပေးလိုက်တယ်လိမ်မာတဲ့မြင်းဖြူလေးကိုစုဟိုလေးဟာတိတ်ချစ်ခင်သွားတာပေါ့စုဟိုနဲ့မြင်းဖြူလေးဟာတအူးစေတနာတအူးမှာဆိုတယ်လို့တအူးနဲ့တအူးတန်ရောစင်တွဲပြီးမျက်စိအောက်ကကိုအပြောက်မခံနိုင်ကြတော့ဘူးတဲ့စုဟိုလေးသွားလေးရမှာမြင်းဖြူလေးပါလေးရှိတယ်လို့မြင်းဖြူလေးသွားလေးရမှာလည်းစုဟိုပါလေးရှိတယ်တဲ့သူတို့နှစ်ဦးအမြဲပဲတပူးတရွဲနဲ့ပေါ့လေစုကိုလေးကလည်းမိဘမဲ့ကလေးဆိုတော့မြင်းဖြူလေးပေါ်မှာကိုချင်းစားပြီးပုံမချစ်ခင်လာတယ်မြင်းဖြူကလေးဘာဖြစ်နေတယ်ဆိုတာကိုစုကိုကနားလေတယ်လို့စုကိုဘာလုပ်ချင်တာလဲဆိုတာကိုပါမြင်းဖြူလေးကနားလေတဲ့ဥပမာဆိုကြပါစို့စုကိုလေးကကြိုးကွင်းကိုယူလိုက်တာနဲ့မြင်းဖြူလေးဟာမြင်းဆောင်ထဲကခုံပေါက်ပြီးတခင်ရှိရာကိုအပြေးလွှာလာတော့တာပဲသူ့တခင်တောထဲသွားမှာကိုကြိုးတိနေလို့လေသူတို့နှစ်ဦးဟာတောထဲသွားပြီးဝင်းပလေးတွေကိုကြိုးကွင်းဆွတ်ပြီးဖမ်းလိရှိတဲ့စူဟာမြင်းဖြူလေးကိုစီးပြီးမြင်းစည်းလေးချင်းရှိတယ်မြင်းပေါ်မှာနေပြီးဂျွန်းထိုးပြတာတို့မြင်းရဲ့ဘိုက်အောက်ကနေမြင်းစည်းပြတာတို့မြင်းပေါ်မတက်ရက်ပြီးစီးတာတို့ကိုပါသူကလှုပ်ဆောင်နိုင်လာတော့တယ်ဒီနေ့တဝိုက်မှာသူဟာမြင်းစည်းအကျွမ်းကျင်သူတယောက်ဖြစ်သွားတဲ့အားလက်ချီနေမှာဆိုရင်စုဟူဟာသူ့ရဲ့မြင်းဖြူလေးနဲ့ရွာထဲမှာရှိတဲ့ကလေးတွေကိုမြင်းစီအမျိုးမျိုးပြသလေးရှိတဲ့ရွာထဲမှာရှိတဲ့ကလေးလူကြီးတွေကစုဟူကိုကြည့်ရှုအားပေးကြတာပေါ့လေတနေ့မှာတော့ဘရင်ကြီးဟာသူတို့ဒေသကဖះเจ้าဝင်းထဲမှာမြင်းစီပြိုင်ပွဲတစ်ခုကျင်းပဖို့ပြင်ဆင်နေတဲ့မြင်းစည်းပြိုင်ပွဲမှာအနိုင်ရတဲ့သူကိုသူ့ရဲ့သမီးတော်လေးနဲ့လက်ဆက်ပေးစားပြီးအိမ်ရှိအရာခတ်မယ်လို့လည်းကြေညာထားသေးတယ်ရွာထဲကလူတွေနဲ့စုဟိုရဲ့တငယ်ချင်းတွေကဘရင်ကျင်းပတဲ့မြင်းစည်းပြိုင်ပွဲကိုဝင်ပြိုင်ဖို့စုဟိုကိုတိုက်တွန်းအားပေးကြတယ်
စုဟိုကလည်းသူ့ရဲ့မြင်းဖြူလေးကိုတိတ်ကြွားစေနေတယ်လေသူဟာမြင်းစည်းပြိုင်ပွဲကိုထွက်ခွာသွားတယ်တရွာလုံးမှာရှိတဲ့ကလေးလူကြီးအပေါင်းကသူ့ကိုဝိုင်းပြီးစုမှုကောင်းတွေတောင်းပေးကြတဲ့ပြိုင်ပွဲမှာတော့တထေးသားတွေမြို့နေသားတွေမင်းသားတွေကြည်သူเจ้าသားဆိုလို့စုကိုတယောက်တည်းပဲရှိတဲ့ပြိုင်ပွဲကျင်းပတဲ့အချိန်မှာတော့စုရဲ့မြင်းဖြူလေးဟာတခြားမြင်းတွေကိုအပြတ်တက်နိုင်တာပေါ့အနိုင်ရသွားတဲ့စုဟာတာမန်တိုးချောင်းသားတယောက်ပဲဖြစ်တယ်လို့ဘရင်ကြီးကသိသွားတော့စုကိုပြောင်းပြလိုက်တဲ့သမီးတော်နဲ့မပေးစားတော့တဲ့အပြင်စုကိုလေးရဲ့အချစ်တော်မြင်းဖြူလေးကိုပါထားခဲ့ရမယ်တဲ့လေစုအဖြစ်ကတော့ရွှေအနှင်းငယ်ပေးပါမယ်တဲ့စုဟာဘရင်အမိန်ကိုကြားတဲ့အခါမှာဒေါသထွက်လွန်လို့အသားတွေတဆက်ဆက်တုံးလာပြီးကျွန်တော်ဟာပြိုင်မဲဝင်ဖို့လာတာပါအရှင်ရဲ့သမီးတော်ကိုမရချင်နေပါစေကျွန်တော်ရဲ့မြင်းဖြူလေးကိုတော့မထားခဲ့နိုင်ဘူးလို့စိတ်လိုက်မှန်ပါပြောဆိုလိုက်တဲ့ဘရင်ကြီးကလည်းသူ့လိုဘရင်ကိုအာခံဝင်နေဆိုပြီးအဆောင်တွေကိုဝိုင်းရိုက်ခိုင်းလိုက်ပါလေရောစုဟာဒဏ်ရာဒဏ်ချက်တွေရပြီးမိမျောသွားတဲ့သူ့ရဲ့တငယ်ချင်းတွေကသူ့ကိုထမ်းပြီးရွာကိုပြန်ခေါ်လာခဲ့ရတယ်မြင်းဖြူလေးကိုတော့ဘရင်ကြီးကတိမ့်ပိုက်ပြီးနန်းတော်ကိုပြန်ကြွသွားတဲ့ဘရင်ကြီးကမြင်းဖြူလေးကိုသဘောကျနေလို့အကောက်ကျန်ပြီးတိမ့်ပိုက်လိုက်တာပေါ့စုဟာရရှိတာတဲ့ဒဏ်ရာဒဏ်ချက်တွေထွက်မြင်းဖြူလေးကိုလွမ်းနေဝေဒနာကပိုးဆိုးပြီးအိပ်ရာထဲမှာလဲနေတုံးပါပဲစေးသေးရာတွေခေါ်ပြီးကိုတာတော့မတက်တာနိုင်မှုဖြစ်နေတယ်ဘရင်ကတော့မြင်းကောင်းတစည်းရထားလို့ဝမ်းသာပြောနေလေရဲ့သူဟာဧည့်သည်တွေကိုဖိတ်ကြားပြီးမြင်းဖြူလေးကိုကြွားတယ်ဘရင်ဟာမြင်းဖြူလေးစီးပြဖို့တက်လိုက်တဲ့အခါမှာမြင်းဖြူလေးဟာသူ့ကြောပေါ်ကိုအတက်မခံပဲကစုံပေါက်ပြီးတော့မတ်တက်ရက်ဖြစ်တဲ့ဘရင်ဟာစူးစားပန်းစားနဲ့တက်စီးပြန်တယ်မြင်းဖြူလေးကဘရင်ကိုသူ့ကြောပေါ်ကခါချပစ်လိုက်ပြန်တဲ့ဘရင်ဟာမြင်းပေါ်ကပြုတ်ကျသွားတဲ့အခါမှာအဆက်ရသွားတော့တာပေါ့ဘရင်လေးမြင်းပေါ်ကပြုတ်ကျရောမြင်းဖြူလေးကအသက်ကုန်ထွက်ပြေးပါလေရောဘရင်ဟာစိတ်ဆိုးလွန်းလို့ဒီမြင်းကိုလိုက်ဖမ်းကြစမ်းအရှင်ရရအသေးရရအမိဖမ်းကြမြင်းစုံမြင်းနာလို့ဒေါသတကြီးနဲ့အော်ဟစ်လိုက်တဲ့ဘရင်ရေမက်တွေဟာမြင်းဖြူလေးရဲ့နောက်ကိုလိုက်ဖမ်းတာပေါ့သူတို့တွေဟာမြင်းဖြူလေးကိုဖမ်းလို့မမိတော့တဲ့အစုံမြားနဲ့ပြေးပြီးအသေးဖမ်းလိုက်တဲ့ကွယ်မြားသုံးချောင်းဟာမြင်းဖြူလေးကိုထိမှန်သွားတော့တယ်ဒါပေမဲ့လို့မြင်းဖြူလေးဟာသူ့သခင်ဖြစ်တဲ့စုဟိုစီကိုအရောက်ထွက်ပြေးလာနိုင်ခဲ့တဲ့စုဟိုဟာမြင်းဖြူလေးရဲ့အတန်ကိုကြားတဲ့အခါမှာအိပ်ရာကနေချက်ချင်းထပြီးအပြင်ကိုထွက်ကြည့်လိုက်တဲ့မြင်းဖြူလေးဟာသူ့သခင်ကိုတနာစပွဲစိုက်ကြည့်နေတဲ့စုဟိုလည်းမြင်းဖြူလေးကိုကြည့်ပြီးရင်ထဲမှာစို့တက်လာတဲ့ဘလို့မြင်ဖြစ်ရတာလဲကွာမင်းထွက်ပြေးလို့မင်းကိုပြစ်လိုက်တဲ့ထင်တယ်လို့စုဟိုဟာပြောဆူဆူနဲ့ပဲမြင်းဖြူလေးရဲ့မြားတွေကိုဆွဲနှုတ်လိုက်တဲ့အခါသွေးတွေပန်းထွက်ပြီးတိတ်ဆုံးသွားတော့တဲ့ကွယ်စုဟာသူ့မြင်းလေးသေးသွားလို့နှမျောလွမ်းဆွပြီးငိုကြွေးနေတာနေရောညရောပါပဲတဲ့တညမှာတော့မြင်းဖြူလေးကိုအိမ်မက်မက်တဲ့မြင်းဖြူလေးကသူ့ကိုအိမ်မက်လာပေးတာပေါ့လေသူ့ကိုဝမ်းနေပြီးတတိယနေလို့ရှင်အလွမ်းပြေအောင်အယိုးတွေအကြောတွေအမိတွေပါတဲ့တရောလေးတစ်ခုလုပ်ပါလားလို့ဒါဆိုရင်သူနဲ့စုကိုနဲ့မခွဲရတော့ဘူးလို့အိမ်မက်ပေးတဲ့စုကလည်းမနက်မိုးလေးနဲ့အခါမြင်းဖြူလေးကိုမြုပ်ထားတဲ့နေရာကနေပြန်ဖော်ပြီးမြင်းဖြူလေးရဲ့အယိုးတွေအကြောတွေအမိတွေနဲ့တရောလေးတစ်ခုပြုလုပ်လိုက်တယ်လက်ကင်ထိတ်မှာတော့မြင်းဖြူလေးရဲ့ခေါင်းပုံစံလေးထုလုပ်လိုက်တဲ့သူဟာအဲ့ဒီမြင်းခေါင်းပုံစံလေးကိုထိုးရင်းနဲ့မြင်းဖြူလေးနဲ့သွားလာခဲ့ရတာတွေကိုပြန်သတိရလာတယ်တရောတန်လေးကလည်းနားထောင်ရတဲ့သူအပေါင်းကိုလမ်းစွကြေခွဲစေတယ်။စုဟာသူ့ချောင်းသွားတိုင်းမြင်းကောင်းတရောလေးကိုအမြဲယူသွားလေးရှိတဲ့သူတို့ဒေသလေးမှာတော့စုဟိုရဲ့လမ်းစွဖွယ်ရာတရောတန်လေးဟာလေထဲမှာပြန့်နှံ့နေတော့တယ်လေ။ပုံမြင်လေးကတော့ဒါပါပဲကွယ်။